ဖယားသခင်တပါးတဲ့သာအကောင်းမြတ်ဆုံးပါအခြေအနေတိုင်းမှာအမြဲကောင်းမြတ်နေစေဘာတွေကိုကြောက်ရွံ့လို့နေမလဲအရာအလုံးကိုဖယားသခင်ထိန်ချုံလို့နေတဲ့ချီးမွမ်းတဲ့ခြင်းကိုဒီဆိုလို့နေမယ် Hallelujah ချီးမွမ်းတဲ့ခြင်းဆိုမယ်ကြုံလာသမျှဖယားသခင်စီပုံအပ်လိုက်မယ်အရာခတ်သိမ်းဟာကျွန်တော်ဝိညာဉ်ကောင်းဖို့သာဖြစ်လာတယ်အရာခတ်သိမ်းဟာကျွန်တော်ဝိညာဉ်ကောင်းဖို့သာဖြစ်လာတယ်